မျိုးသားဖြစ်သူဟာဇနီးတဲ့ရဲ့ချုပ်ကင်မှုကနေလွတ်မြောက်ဖို့အတွက်အိမ်ကလူကြီးသူမတွေရဲ့နောက်မှာပုံအောင်နေခဲ့ပါတယ်။ဒါပေမဲ့ဇနီးတဲ့ကသူမလက်ထဲကဓမ္မကြီးကိုတစ်ချက်ဝေ့ရမ်းလိုက်တာနဲ့လူကြီးရဲ့သပင်တူဟာချက်ချင်းလွင့်ထွက်သွားပြီးမြေပြင်ပေါ်ကျသွားပါတယ်။အားလုံးကလူကြီးစိတ်ဆိုးတော့မယ်လို့ထင်နေချိန်မှာအဲ့ဒီလူကြီးကစပွဲပေါ်ကတစ်ကြားသီးကိုလက်ဝါးနဲ့ရိုက်ခွဲလိုက်ပြီးအထဲကအနှစ်ကိုဇနီးတဲ့ကိုကျွေးကမျက်နှာချိုးသွေးလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အမျိုးသားဟာကြံတဲ့လူကြီးနှစ်ယောက်ကိုအားကိုးဖို့ကြည့်လိုက်ပေမဲ့သူတို့ကလည်းဇနီးတဲ့ရဲ့အစွမ်းကိုမြင်တာနဲ့အကြောင်းပြချက်ပေးပြီးအပေါ်ထက်ကိုထွက်ပြေးသွားကြပါတော့တယ်သူတို့အပေါ်ရောက်တာနဲ့အောက်ထက်ကအမျိုးသားရဲ့အော်တန်ကြီးကိုကြားလိုက်ရလို့သူတို့ပြေးတာမြန်လို့တော်သေးတယ်ဆိုပြီးတပြင်းချနေကြပါတယ်ဇနီးတဲ့ကခင်မုန်းဖြစ်သူအပေါ်အခုလိုစီကံကြီးရတဲ့အကြောင်းရင်းကတော့မကြခင်ကတဲ့အမျိုးသားရဲ့အဖိုးဖြစ်သူကကုမ္ပဏီကိုမြေဖြစ်သူစီလွှဲပေးဖို့တည်တန်းစာရေးခဲ့လို့ပါပဲအဲ့ဒီအချိန်မှာအမျိုးသားရဲ့ဖခင်နဲ့မိထွေးဖြစ်သူတို့ရောက်လာပြီးအမျိုးသားဟာဘာအရေးချင်းမှမရှိတဲ့အပျော်ပါးမဲ့သူဖြစ်လို့ကုမ္ပဏီကိုမစီမံနိုင်ဘူးလို့ဆွဆွဲကြပါတယ်အမျိုးသားကအဖိုးကသူ့ကိုလွှဲပေးခဲ့တာပါလို့ပြောပေမဲ့မိထွေးကသူ့ကိုအကျင့်စာရိတ္တမကောင်းဘူးလို့ထပ်ပြောပါတယ်ဒါကိုကြားတော့ဇနီးတဲ့ကမိထွေးဖြစ်သူရဲ့ပါဇက်ထဲကိုအင်ဂျီကျဲသီးတစ်လုံးပစ်ထည့်လိုက်ပြီးခင်မုန်းဖြစ်သူကုမ္ပဏီကိုကိုယ်တိုင်ဦးစီးနိုင်တဲ့အထိသူမကလေ့ကျင့်ပေးမယ်လို့ပြောကသူတို့ကိုအိမ်ပြင်ထုတ်ပစ်လိုက်ပါတယ်သူ့ကိုကာကွယ်ပေးတဲ့အတွက်အမျိုးသားကဇနီးတဲ့ကိုကျေးဇူးတင်စကားပြောပြီးဆွဲဆောင်မှုစူးစမ်းပေမဲ့ဇနီးတဲ့ကအိမ်ကိုဗန်ဒါရေးပညာရှင်တွေခေါ်လာပြီးသူ့ကိုနေတိုင်းစီးပွားရေးစီမံချက်တွေရေးခိုင်းပါတော့တယ်အမျိုးသားကတော့ကိုယ်တိုင်မရေးပဲတငယ်ချင်းတွေကိုရေးခိုင်းပြီးလိမ်လည်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့တငယ်ချင်းဖြစ်သူရဲ့ခေါင်းပေါ်မှာလေဆာမီအနီရောင်လင်းတန်းကျရောက်လာပြီးဇနီးတဲ့ကတနက်ကင်ပြီးပေါ်လာပါတယ်တငယ်ချင်းဖြစ်သူကြောက်လန့်တကြားထွက်ပြေးသွားပြီးနောက်ဇနီးသည်ကင်ထားတာအယုတ်တနက်မှန်သိလိုက်ရပါတယ်ဒါပေမဲ့သူမရဲ့မျက်နှာထားကိုကြောက်တာကြောင့်အမျိုးသားဟာဒူးထောက်တောင်းပန်ပြီးနောက်မလုပ်တော့ပါဘူးလို့ကတိပေးလိုက်ရပါတယ်အဲ့ဒီနေ့နောက်ပိုင်းအမျိုးသားဟာစာကြိုးစားခြင်းအောင်ဆောင်ရပါတော့တဲ့အိမ်ဖော်ရီရှိနေရင်စာလုပ်ပြပြီးအိမ်ဖော်ရီထွက်သွားတာနဲ့ဟန်ဆောင်တာရက်လိုက်ပါတယ်မိထွေးဖြစ်သူကတော့အမျိုးသားတိုးတက်လာတာကိုမနာလိုဖြစ်ပြီးဇနီးတဲ့ကိုကြိုက်နေတဲ့လူတစ်ယောက်ကိုဖုံးဆက်ကသူမဟာအတင်းအကျပ်လက်ထပ်ခံထားရလို့မပြောမရှင်ဖြစ်နေတယ်ဆိုပြီးလိန်ညာပြောဆိုပါတယ်အဲ့ဒီလူကလည်းဇနီးတဲ့ကြိုက်တဲ့ပန်းရောင်နှင်းစီပန်းစီကြီးနဲ့လာပြီးအချစ်ကိုဖွင့်ပြောဖို့ကြိုးစားပါတယ်ဒါပေမဲ့မထင်မှတ်ပဲဇနီးတဲ့ကခင်မုန်းနဲ့အတူရောက်လာတဲ့အခါအဲ့ဒီလူကလူမာပြီးဒူးထောက်မိတယ်လို့ဖြစ်သွားလို့အမြန်ပြန်ထားလိုက်ရပါတယ်ခင်မုန်းဖြစ်သူကအဲ့ဒီလူပေးတဲ့ပန်းစီကိုရိုးလုံးနဲ့လို့လှောင်ပြောင်လိုက်ပြီးသူပေးတဲ့ပန်းစီကိုထုတ်ပြလိုက်ပါတယ်သူပေးတဲ့ပန်းစီတစ်ခုချင်းစီကတော့ဒေါ်လာစက္ကူတွေနဲ့ပြုလုပ်ထားတဲ့တန်မိုးကြီးပန်းစီတွေပဲဖြစ်ပါတယ်